ရွှေတီကုံစေတီတော်ကြီးဤတမိုင်းသည်လွန်ခဲ့သောနှစ်ပေါင်း2600ကျော်ဂေါရမဗုဒ္ဓဘုရားရှင်တက်တော်ထင်ရှားရှိစဉ်အချိန်ကပင်စတင်ခဲ့ပါသည်ဂေါရမဗုဒ္ဓဘုရားရှင်သည်ဗုဒ္ဓဂယာရှိလင်းလုံးပင်ရာဇာယတနာအောက်တွင်တပည့်စွာတည်င်းသုံးနေစဉ်ဥက္ကလာပမင်းကြီးဤနိုင်ငံတော်ယခုရန်ကုန်မှကုံတီညီနောင်ဖြစ်သောတဖုတ်နှင့်ဗလီကားတို့သည်လင်း900ဖြင့်ကုံသွေရင်းရောက်ရှိလာခဲ့ကြသည်ညီနောင်နှစ်ဦးသည်ဖျားရှင်အားမြင်တွေ့ရသောအခါအလွန်ကြီးညိုသဖြင့်မိမိတို့ပါလာသောမုံကျွတ်နှင့်ပြားရည်စွမ်းတို့ကိုကပ်လူခဲ့ကြသည်ထိုညီနောင်နှစ်ဦးသည်ဗုဒ္ဓဘာသာသမိုင်းတွင်ပထမဆုံးသောတွေဝါစီကတရားကဂုံတီသူဖျားနှင့်တရားကိုကိုးကွယ်သူများဖြစ်လာခဲ့သည်ညီနောင်နှစ်ဦးကနေရသို့ပြန်လျင်ကိုးကွယ်ဆဲကရန်အမွေနှစ်တောင်းခံသဖြင့်ဖျားရှင်သည်ဥခေါင်းတော်ကိုလက်ဖြင့်တက်ကာဆန်တော်ရှေ့စုကိုပေးသနာတော်မူခဲ့သည်ညီနောင်နှစ်ဦးသည်ဆန်တော်များကိုယတနာကျုပ်ဖြင့်ထည့်သွင်းကာတင်မောဖြင့်ပြန်လည်ပင်းဆောင်ခဲ့သည်ဥက္ကလာပမင်းကြီးနှင့်ပြည်သူများကဆန်တော်များကိုရေဆက်ယခုလမ်းမတော်နန္ဒာစိတ်တွင်အုံးစီပုံမောင်းများဖြင့်တောင်းဖျကြိုဆိုခဲ့ကြသည်